အားလုံးပဲမင်္ဂလာပါရှင်ရွှေမိတ်ရဲ့ကျွမ်းဆက်ရှင်လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ချစ်ကတယောက်မေးထားရဲ့ဒီ comment လေးကိုဖြည့်ပေးနေတာပဲဖြစ်ပါတယ်ရှင်ဒီ comment လေးတွေမှာမေးထားရတော့ပေါ့နော်နေဘက်ကမှာယူတဲ့လူတွေဆိုရင်တကားပြုတ်တာတွေဖြစ်တတ်လို့ပါလို့ပြောထားလေးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ရွှေမိတ်ကနေပြီးတော့နေဘက်ကမှာယူတဲ့ချစ်ကကိုင်းနေတဲ့အတွက်ဆိုရင်တကားတွေကိုတိတိကျကျခိုင်ခန့်အောင်အရင်ဦးဆုံးဗကြိုးတိတ်ချတုပ်ပေးပါတယ်ရှင်ဗကြိုးတုပ်ပြီးတဲ့အခါမှာလည်းဘရင်အောင်ကုန်စီဂိတ်ကနေတစ်ဆင့်ဂိတ်ချပို့ဆောင်ပေးပါတယ်ရှင်ဒီဂိတ်ကိုမရောက်ခင်ပေါ့နော်ကားနဲ့တည်တဲ့အခါမှာလည်းကားပေါ်ကိုတိတိကျကျတင်ပြီးတော့မှဂိတ်ကိုတိတိကျကျအပ်ပြီးတော့ပို့ဆောင်ပေးပါတယ်ရှင်အကယ်၍ပေါ့နော်ဘရင်အောင်ကုန်စီဂိတ်မဟုတ်ဘဲနဲ့တခြားအဆင်ပြေတဲ့ဂိတ်တွေဘက်နဲ့ပေါ့နော်ချစ်ကကားတွေဘက်ကတည်ယူခြင်းနဲ့ဆိုရင်လေအဲ့ဒီဂိတ်တွေနဲ့အဆင်ပြေအောင်လို့ဝေတို့ဘက်ကညှိနှိုင်းပြီးတော့ဆောင်ရွက်ပေးပါတယ်ရှင်ဒါကြောင့်မို့လို့နေဘက်ကချစ်ကနေတဲ့ဆိုရင်လေရွှေမိတ်တင်မှာယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ပါတယ်ရှင်နောက်ပတ်တင်မှာလည်းချစ်ကကားတွေကြည့်ချင်တဲ့မိကုန်းလေးတွေကို Q&A ဗီဒီယိုလေးနဲ့ဖြေကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ comment လေးမှာကြည့်ချင်တာလေးရှင်မေးခဲ့ပေးလို့ရပါတယ်ရှင် UPVC နဲ့ပတ်သက်လာရင်ဘာပဲလို့ရွှေမိတ်ကိုသာသတိရလိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ညီမကတော့ရွှေမိတ် Page Admin ဝေပဲဖြစ်ပါတယ်ရှင်